အားလုံးမင်္ဂလာပါဒီရှင်းလင်းတင်ပြချက်လေးကနေချိုးဆိုပါရစေ။ကဲအောင်မြင်မှုဆိုတာကြီးမားတဲ့အလဲဖျောင်းရင်ဒီလုံးမှာတဟုန်လို့ရောက်လာတာမြို့လို့ထင်ထားရင်တော့တကယ်ကအဲ့လိုမဟုတ်ပါဘူး။နေ့စဉ်ဘဝမှာကျွန်တော်တို့တတိတောင်မထားမိပဲလုပ်နေတဲ့တင်းငယ်တဲ့လုပ်ရလေးတွေရွေးချယ်မှုလေးတွေကနေပဲဖြည်းဖြည်းချင်းအခြေခံဆင်းသက်လာတယ်ဆိုတဲ့အကြောင်းအရာကိုအခုစပြီးလေ့လာကြည့်လိုက်အောင်။စိတ်ဝင်စားစရာစမ်းသပ်ချက်လေးတစ်ခုနဲ့ဆက်လက်ရအောင်။ချက်ချင်းအချိုးမြတ်လို့ခြင်းနဲ့ကျွန်တော်တို့ရဲ့တဘာဝကိုစိန်ခေါ်မဲ့မေးခွန်းတစ်ခုပါ။နောက်ထပ်30ရက်အထိနေတိုင်း$20မဲ့တပြားစစ်လေးကိုယူမလားဒါမှမဟုတ်အခုချက်ချင်း$3တန်းကိုအိတ်ထက်ထဲမလားစဉ်းစားကြည့်ပါနော်လူများစုကတော့ဘာပြောကောင်းမလဲ$3တန်းကိုပဲချက်ချင်းရေးချင်မိကြမှာထင်ကြပါတယ်ဒါပေမဲ့ဒီနေရာမှာတင်ချာနေအရာတွက်ချက်မှုရလကတကယ်ကိုအံ့ဩစရာကောင်းပါတယ်ပထမရက်20လောက်အထိဆိုရင်အဲ့ဒီတပြားစစ်လေးက$9,000ကျော်ပဲရှိသေးလို့$3တန်းနဲ့ရှင်ယူဘာမှမဟုတ်သလိုထင်ရပါတယ်ဟုတ်တယ်မလားဒါပေမဲ့31ရက်မြောက်နေ့ကိုအတိအကျရောက်တဲ့အခါမှာတော့$9တန်းကျော်အထိဒုံးပြန်တစ်စင်ကိုထိုးတက်သွားတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်။ဒါကတိတ်နေပြီးစင်စစ်မပြတ်တဲ့လုပ်ရက်တီကအချိန်ချလာတဲ့အခါမှာကြီးမားတဲ့တပြိုင်နက်တဲ့အပြောင်းလဲတွေထက်ဘလောက်တောင်တာလွန်းသွားလဲဆိုတာကိုလက်တွေ့တက်တည်ပြနေတာဖြစ်ပါတယ်။အပိုင်း1နေ့စဉ်ဘဝရဲ့တင်းငယ်တဲ့ရွေးချယ်မှုများနေ့စဉ်ဘဝရဲ့ရွေးချယ်မှုဒီမှာအခုလိုစင်ပွားတိုးတက်တဲ့သဘောတရားတွေဘလို့တက်ရောက်နေလဲဆိုတာစက်ချိလိုက်ရအောင်။အချိန်ရဲ့တက်ရောက်မှုကိုမျက်စိနဲ့ကွင်းကွင်းကွက်မြင်နိုင်ဖို့လူ3ယောက်အကြောင်းဥပမာပေးခြင်းပါတယ်။တစ်ယောက်ကအနုလက္ခဏာဆောင်တဲ့အလေးချင်းလေးတွေကိုနေ့တိုင်းနည်းနည်းစီလုပ်တယ်။နောက်တစ်ယောက်ကဘာမှမလုပ်ဘူး။နောက်ဆုံးတစ်ယောက်ကတော့အပြုသဘောဆောင်တဲ့အရာလေးတွေကိုနေ့စဉ်မှလုပ်တယ်။ပထမလအနည်းငယ်မှာဆိုရင်သူတို့3ယောက်ကြားမှာဘာခွာခြားခြားမှမရှိသလိုပါပဲ။ဒါပေမဲ့3နှစ်လောက်ကြာတဲ့အခါမှာတော့သူတို့ရဲ့ကြားမကြီးဘဟုတုတနဲ့ဘဝအခြေအနေတွေဟာကောင်းကင်နဲ့မြေကြီးလိုကိုအားစမတန်ကွာခြားတော့တာကိုအထင်ရှားမြင်တွေ့ရပါပါ။အပိုင်းနဲ့ကိုယ်တိုင်တာဝန်ယူခြင်းနဲ့မိမိဘဝကိုထင်ချုပ်ခြင်းအောင်မြင်မှုတဲ့အရေးကြီးဆုံးကတော့မိမိဘဝမှာဖြစ်ပျက်နေတဲ့မြတ်အားလုံးကိုအပြည့်တင်တာရဲ့ရက်ပြီးရာနှုန်းပြတာဝန်ယူဖို့ပါပဲကံကောင်းခြင်းဆိုတဲ့စကားလုံးကိုကျွန်တော်အသစ်ပြန်လဲအရိပဲဖွင့်ဆိုကြည့်အောင်ကံကောင်းခြင်းဆိုတာမိုးဘောကနေမမျော်လင့်ပဲအလိုလိုကျလာတတ်တဲ့ဂျပန်အရာတစ်ခုမဟုတ်ပါဘူးတကယ်တော့အမြဲတမ်းကြိုတင်ပြင်ဆင်မှုရဲ့အပြုသဘောဆောင်တဲ့စနစ်စိတ်ထားရဲ့အခွင့်အရေးရဲ့ပြီးတော့လက်တွေ့လှုပ်ဆောင်ချက်ရဲ့ဒီရတဲ့အားလုံးပေါင်းစပ်သွားတဲ့အခါမှာသာဖြစ်ပေါ်လာတဲ့တိကျတဲ့ပုံထင်ကြီးတစ်ခုပဲဖြစ်ပါတယ်။ကိုယ့်ဘက်ကအမြဲတမ်းပြင်ဆင်ထားမှသာအခွင့်အရေးဆိုတာပေါ်လာတဲ့အခါအမီးရဆုတ်ကိုင်နိုင်မှာပါ။အပိုင်း3အလေးအကျင့်တွေများနဲ့နေ့စဉ်လှုပ်ဆောင်မှုများပြောင်းလဲခြင်း။ကဲအောင်မြင်မှုကိုအခြေခံကစပြီးစနစ်တကျဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အပိုင်းကိုဆက်သွားကြမယ်နော်။ဒီညမှာရီမန်ချက်တစ်ခုစီတွားဖို့တမင်တကာရည်ရွယ်ချက်ရှိလှုပ်ဆောင်ရတဲ့နေ့စဉ်လှုပ်ဆောင်မှုနဲ့တတိတော်မထားမိပဲအလိုအလောက်လုံမိနေတဲ့အလေးကျင့်တို့ကြားကခွာခြားချက်ကိုထေချာသိဖို့အလောင်းအရေးကြီးပါတယ်။ဥပမာမနက်နိုးချင်းဖုန်းကိုချက်ချင်းကောက်ကြည့်မိတာကအလေးကျင့်ဆိုတစ်ခုဖြစ်နိုင်ပေမဲ့မနက်တိုက်ရေတစ်ခုပုံမှန်တောက်မဲ့ဆိုတာမျိုးကတော့စနစ်တကျပြုစုပလို့ထောင်ထားတဲ့နေ့စဉ်လှုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။အလေးကျင့်ဆိုတွေကိုစနစ်တကျဖယ်ရှားပစ်နိုင်သောအတွက်တကယ်လက်တွေ့ကျတဲ့လုပ်ငန်းစဉ်တစ်ခုရှိပါတယ်။ပထမဆုံးအနေနဲ့စိတ်ကိုလုံဆော်ပေးတဲ့အေရိကအကြောင်းရင်းတွေကိုအင်ရှာပေးရပါမယ်။အဲ့ဒီနောက်မှာတော့ပတ်ဝန်းကျင်ကနေအဲ့ဒီလှုံ့ဆော်မှုတွေကိုရှင်းလင်းပြရမယ်။ဥပမာအသင်းစားစာတွေအမြဲစားမနေရင်အိမ်မှာအဲ့ဒါတွေလုံးဝမရှိအောင်ပဲချထားမှာကိုနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့အလိုအားချင်ဖုန်းကြည့်မဲ့အစားစာအုပ်ဖတ်တာမျိုးလို့အဖြူသဘောဆောင်တဲ့အလေးကျင့်တစ်ခုနဲ့ချက်ချင်းစားထိုးလိုက်တာပဲဖြစ်ပါတယ်။အလေးအကျင့်တစ်တွေကိုတီဆောက်တဲ့နေရာမှာအကောင်းဆုံးနီးလန်းကတော့အသေးငယ်ဆုံးလုပ်ရက်လေးတွေကနဲ့စတင်ဖို့ပါပဲ။ဥပမာတနေ့ကို9မိနစ်လောက်လမ်းလျှောက်တာမျိုးနဲ့စလို့ရပါတယ်။နောက်ထပ်ထိရောက်တဲ့လျှို့ဝှက်ချက်တစ်ခုကတော့ရှိပြီးသားအလေးချင်းဟောင်းတစ်ခုပေါ်မှာအတစ်တစ်ခုကိုထပ်ပြီးပေါင်းထည့်လိုက်တာပါမနေ့တိုင်းကော်ဖီတောင်းနေကြဆိုရင်ကော်ဖီတောင်းနေတော့စာတစ်မျက်နှာဖတ်မယ်ဆိုပြီးတွဲဖက်လိုက်တာမျိုးပေါ့ဒါကသဘာဝကြကြနဲ့အလေးချင်းတစ်ကိုမြန်မြန်ဆန်ဆန်ဖြစ်တည်လာစေပါတယ်အပိုင်း၄အရှင်အဟုန်ကြီးအစွမ်းကိုအတုံးချခြင်းအလေးချင်းတစ်ထူစတင်ဖို့ခက်ခဲပေမဲ့တခါအရှင်ရသွားရဲ့အခါခက်ခဲမှုမရှိတော့ဘဲနဲ့လွယ်ကူသွားစေတဲ့အရှင်အဟုန်ရဲ့သဘောတရားကိုလေ့လာကြည့်အောင်ရေတွင်းကိုလက်နဲ့လဲပြီးရေတွင်းနဲ့အိုမာရေကိုဆင်းလာကြည့်ပါလားအစာပိုင်းမှာရေထွက်လာဖို့အတွက်အားအများကြီးစိုက်ပြီးလဲနေရပါတယ်ပင်မလဲတာဆိုတာမပြောပါနဲ့တော့ဒါပေမဲ့ရေထွက်လာပြီဆိုရင်တော့အရှင်လင်းနဲ့မမှန်လှဲ့ပေးယုံနဲ့ရေဒီယာစက်တိုက်အလွယ်တကူထွက်လာမှာပါအောင်မြင်မှုဆိုတာလည်းဒီမောတည်းပါပဲအစာပိုင်းကကြီးမားရဲ့စ조사အားထုတ်မှုတွေဟာနောက်ပိုင်းမှာအားစိုက်စရာတိတ်မလို့တော့တဲ့စက်တိုက်အောင်မြင်မှုရည်စည်းကြောင်းအဖြစ်ပျောက်လဲစားစေပါတယ်မနေ့ခင်းနဲ့ညနေခင်းနေ့စဉ်လှုပ်ဆောင်မှုတွေဟာခုနကပြောခဲ့တဲ့ရှင်ဟွန်ကိုကာခွဲပေးမဲ့အလုံးအရေးကြီးတဲ့အစွမ်းနှစ်ခွက်ပဲဖြစ်ပါတယ်။မနေ့ပိုင်းမှာရေတစ်ခွက်တောက်တာ9မိနစ်လောက်တရားထိုင်တာကျေးဇူးတင်ရမယ့်အရာတွေကိုစဉ်းစားတာနဲ့ကိုယ့်ရဲ့ရေပန်းချက်တွေကိုပြန်ကြည့်တာတွေကတနစ်တာလုံးအတက်ခွန်အားဖြစ်စေပါတယ်
ညနေခင်းမှလည်းတနေ့တာကိုပြန်လဲစမ်းစစ်သည်နောက်တနေ့အထက်ကြိုတင်ပြင်ဆင်တာကနေ့လည်ခင်းအချိန်တွေဘလောက်ပဲရှုပ်ထွေးနေပါစေအာယုံစူးစိုက်မှုကိုမပြတ်သွားအောင်အခိုင်အမာထိန်းထားပေးနေပါတယ် အဖိုင်းကအောင်မြင်မှုခရီးစဉ်ကိုအရှိန်မြင့်တင်ခြင်းကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုစနစ်တကျပြင်ဆင်ခြင်းအပြင်ရလက်တွေကိုဘလို့အစာပေါင်းများစွာတိုးတက်လာစေလဲဆိုတာကြည့်ရအောင် ဒီနေရာမှာအမြဲတမ်းပြရမယ့်အချက်ကကျွန်တော်တို့ရဲ့ဦးနှောက်ဟာစိတ်ယုံတည်ုံနဲ့တူတယ်ဆိုတာပါပဲအစိုးမြင့်တဲ့တွေအတင်းအဖျင်းတွေဆိုတဲ့အစိတ်အတောက်တွေကိုနေ့တိုင်းထည့်ပြီးနေရင်အနုလက္ခဏာဆောင်တဲ့အတွေ့တွေပဲထွက်လာမှာပါဒါကြောင့်ကြီးမန်းချက်တွေကိုပြောင်းဆိုမသွားစေဖို့အတွက်စိတ်အားတက်ကြွစေမယ့်စာအုပ်တွေအသိပညာတိုးစေမယ့် audio တွေနဲ့အပြုသဘောဆောင်တဲ့စိတ်ပိုင်းဆိုင်ရာအာဟာရတွေကိုနေ့စဉ်ဖြည့်ဆည်းပေးဖို့ကတကယ်ကိုအရေးကြီးပါတယ် လွှမ်းမိုးမှုစက်ဝိုင်းရဲ့သဘောတရားကိုလေ့လာကြည့်ရင်လူတစ်ယောက်ရဲ့အောင်မြင်မှုကျမ်းမာရေးနဲ့စိတ်နေစိတ်ထားတွေဟာအဲ့ဒီလူနဲ့အချင်းပေးဆုံးအနီးကပ်ဆုံးလူ9ယောက်ရဲ့ပြားမြရလက်အတိုင်းအတိအကျဖြစ်လာတတ်တဲ့ဆိုတာကိုတွေ့ရမှာပါကိုယ့်ရဲ့ရည်မှန်းချက်တွေကိုလှောင်ပြောင်တဲ့သူတွေနဲ့ဝေးဝေးနေပြီးကိုယ့်တဲ့တာလွန်နဲ့အောင်မြင်သူတွေနဲ့နီးနီးကပ်ကပ်ပေါင်းတင်ဖို့လိုရပါတယ်ဒါမှသာကိုယ်ပါအလိုလိုတိုးတက်လာမှာပါတကယ်ပြိုင်ပွဲကအတားစီတွဲတဲ့အချိန်မှာစတာပါဆိုတဲ့စကားလေးဟာတကယ်ကိုခွန်အားဖြစ်စေပါတယ်မဆောက်တဲ့တောင်တက်လမ်းကိုမနိုင်မနှင်းတွန်းတက်နေတဲ့စပီးစီသမားပဲဖြစ်ဖြစ်လုံးဝမနိုင်တော့ဘူးလို့ထင်ရတဲ့နောက်ဆုံးအချိန်ကိုအာယူမလိုက်တဲ့အလီမသမားပဲဖြစ်ဖြစ်သူတို့ဟာပင်မနွမ်းနယ်မှုကိုကြော်လွန်ပြီးရှစ်ဆက်တိုးတဲ့အချိန်ကျမှသာတကယ်ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုအစစ်မှန်ကိုရရှိကြတာဖြစ်ပါတယ်လွယ်ကူနေချိန်မှာဘယ်သူမှစလုံးနိုင်တာပဲလေဒီအချက်ကလည်းတိတ်ကိုအရေးကြီးပါတယ်လူတွေမျော်လင့်ထားတာထက်အနည်းငယ်လေးပဲပိုလုပ်ပြလိုက်တာကကိုယ့်ရဲ့တန်ဖိုးကိုအစမတန်ညှင့်တက်သွားစေပါတယ်တတ်မှတ်ထားတဲ့စံတော်အတိုင်းလောက်တာကပုံမှန်ပါပဲဘာမှမထူးခြားပါဘူးဒါမဲ့ဆက်ရခိုင်နှုန်းလောက်လေကဖို့ဆောင်းပြီးအားစိုက်ထုတ်လိုက်ရုံနဲ့ရလက်ပိုင်းမှာတက်ရခိုင်နှုန်းလောက်အထိကွာခြားသွားစေနိုင်ပြီးအများသူကကြားတဲ့ကနေစုံထွက်နိုင်ဖို့အများကြီးကူညီပေးမှာဖြစ်ပါတယ်အခုဒီရှင်းလင်းတင်ပြချက်လေးကိုအဆုံးသတ်ဖို့အတွက်အရေးကြီးတဲ့စဉ်းစားစရာမိခွန်းတစ်ခုခြံရခဲ့ချင်ပါတယ်စင်ပါတွတ်တက်မှုရလာတီကိုမျက်စိနဲ့မမြင်ရသေးတဲ့ချင်းတွေမှာတောင်းနေ့စဉ်မှန်မှန်ဆက်လုပ်သွားနိုင်ဖို့ခွန်အားပေးမဲ့နှရှိုင်းပြီးခိုင်မာတဲ့ဘာကြောင့်လိုရတဲ့ဆိုတဲ့ကိုယ်ပိုင်အကြောင်းပြချက်ကပါများထင်မလဲဒီရှေလျားတွေအောင်မြင်မှုခွေးလာမှာဘလို့အတားအဆီးမျိုးပဲလာလာကြော်ဖြတ်နိုင်ဖို့နှလုံးသားကိုကြည့်ထိရွှေစေမဲ့အဲ့ဒီဆွမ်းအားကိုအများဆုံးရှာဖွေတွေ့ရှိနိုင်ပါစေလို့ဆန္ဒပြုရင်ဒီမှာပဲနေခွင့်ချလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် Thank you so much for being here.